မင်္ဂလာပါဒီနေ့ကတော့နံပါတ်3ရောက်သွားပြီပေါ့နော်မနေ့ကနံပါတ်2ပြီးသွားဖြစ်တဲ့အတွက်ဒီနေ့နံပါတ်3ကိုသွားပါမယ်နံပါတ်3က交通法令の遵守ဒါကဒီကားမောင်းတဲ့ဟာမှာလိုက်နာမယ်စီမင်းစည်းကမ်းတွေအကြောင်းပေါ့နော်နံပါတ်1ကအရေးကြီးတဲ့ဟာလေးပါဒါကတော့道路交通法の目的ဒါကကားလမ်းမပေါ်မှာဒီလမ်းလမ်းစီကံရင်စီကံတွေရဲ့လိုက်နာတဲ့မုခတက်ခီပေါ့နော်မုခတက်ခီဆိုတာတော့ဘယ်လိုပြောရမလဲရည်ရွယ်ချက်ပေါ့သူ့ကိုလိုက်နာတဲ့နေဆိုတဲ့ဟာရဲ့ရည်ရွယ်ချက်ဒါက道路交通法は道路交通の基本となるものですこの法律には次の目的があります1道路における危険を防止する2道路における交通の安全を図る3、道路における交通の円滑を図る4道路交通によって起きる障害、交通公害の防止を図るဟုတ်ပါပြီဒီတော့ဒီ၄ခုဒီအကြောင်းကဘာလဲဆိုလို့ရှိရင်ကားစည်းကမ်းရင်စည်းကမ်းတွေရဲ့ရည်ရွယ်ချက်အဓိကအကြောင်းအဓိကရည်ရွယ်ချက်ကိုပြောချင်တာပါနံပါတ်1ကဘာလဲဆိုလို့ရှိရင်လမ်းမှာအန္တရာယ်ကင်းအောင်လို့အန္တရာယ်တွေကိုကာကွယ်နိုင်အောင်လို့နောက်ပြီးလို့ရှိရင်နံပါတ်2က道路における交通の安全を図るဒါကအန္တရာယ်ကင်းတာကိုတိုင်းတာနိုင်အောင်ဘယ်လောက်အန္တရာယ်ကင်းလဲသိရအောင်နောက်ပြီးတော့道路における交通の安全を図るဒါကလည်းဒီလမ်းပေါ်ရင်နေပါတယ်လွယ်ကူကူနဲ့အဆင်ပြေပြေချောချောမွေ့မွေ့သွားနိုင်တဲ့ဟာဖြစ်အောင်လို့သွားနိုင်မနိုင်ကိုကြည့်ဖို့အတွက်လုပ်ထားတဲ့စီမင်းစည်းကမ်းနောက်ပြီးတော့道路交通によって起きる障害交通公害の防止を図るဒါကဒီကားစည်းကမ်းရင်စည်းကမ်းတွေအကြောင်းဖြစ်ပေါ်တဲ့ဒီဘယ်လိုပြောရမလဲအပြည့်အစည်းနောက်ပြီးတော့ဆုံးရှုံးမှုတွေကိုကာကွယ်နိုင်အောင်လို့ဆိုပြီးတော့ဒီအချက်၄ချက်ကအဓိကပါတဲ့ဟုတ်ပါပြီဒါဖြစ်လို့ရှိရင်နောက်ထပ်နံပါတ်2ကတော့အဲ့လောက်ကြီးထီသူကအရေးတော့မကြီးပေါ့နော်နံပါတ်2ကအဲ့တော့အရေးမကြီးတော့အတိုင်းအရန်အများကြီးမရှင်းတော့ပါဘူးနည်းနည်းပဲပြောရပါမယ်နော်နံပါတ်2လေးအဲ့တော့ဖတ်ကြည့်အောင်ပါ交通規則の遵守と交通安全ကကားလမ်းသွားတဲ့အချိန်မှာကားလမ်းကလမ်းစည်းကမ်းတွေရဲ့လိုက်နာမဲ့လမ်းစည်းကမ်းတွေရဲ့နောက်ပြီးတော့ဒီအန္တရာယ်ကင်းမှုပေါ့နော်道路は多数の人や車が通行するところです運転手や、保護者が一人でも自分一人ぐらいはと自分勝手に通行すると交通事故が混乱したり交通事故が起きたりしますまた自分だけは良くても他の人に迷惑をかけたりすることがあります交通規則はそのようなことからみんなが道路を安全、円滑に通行する上で守るべき共通の約束事として、決められているものです。車を運転する人は交通規則を守り、他の人に危険を与えたり迷惑をかけたりしない社会的な責任と義務があるのです。ဒီအဓိပ္ပာယ်ကတော့ကားမောင်းတဲ့လူတွေကလမ်းသွားတဲ့လူတွေကဒီကားလမ်းစီကံကားစီကံရင်စီကံတွေကိုလိုက်နာတင်ပါတယ်ဆိုပြီးတော့ပြောထားတာပါဒီမှာကကိုကတော့ကိုတကူလည်းငါပဲဒီလိုလေးလှုပ်လိုက်တာပါဆိုတွေးပြီးတော့လှုပ်လိုက်ဒါလေးတစ်ခုတည်းနဲ့တင်ကိုနော်ဒီကားလမ်းတွေပိတ်တာတို့ကားရင်အန်ရဖြစ်တာတို့ရင်မတော်တဆဖြစ်မှုတွေဒါမျိုးတွေရှိပြီးတော့တခြားသူတွေကိုလည်းအနောက်ရှက်တွေဖြစ်စေနိုင်တာကြောင့်ဒီရင်စည်းကမ်းလမ်းစည်းကမ်းကိုလိုက်နာတင်ပါတယ်တဲ့နောက်ပြီးတော့ဒီရင်စည်းကမ်းလမ်းစည်းကမ်းဆိုတာကလည်းအားလုံးကဒီရင်စည်းကမ်းလမ်းစည်းကမ်းကိုလိုက်နာမှသာလျှင်ဒီအန္တရာယ်ကင်းတဲ့အဆင်ပြေတဲ့ဒီကားအန္တရာယ်ကင်းအဆင်ပြေတဲ့ဒီရင်မောင်းလောကကြီးဖြစ်သွားမှာပါတဲ့အဲ့တော့ပြောချင်တာကတော့ဒါကိုကပေါ့နော်ဒီပတ်ဝန်းကျင်ကိုလည်း
တွေးပေးပြီးတော့ကိုတဖို့လည်းမဟုတ်ဘဲနဲ့ဒါရင်စီကန်းလန်စီကန်းကိုလိုင်းနာတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါပြီးရင်တော့နံပါတ်4ကိုရောက်ပါပြီနံပါတ်4ကတော့အလောက်ကြီးထိရန်အရေးကြီးတဲ့ဟာမပါပေမဲ့အရေးကြီးတဲ့အပိုင်းလေးတွေကိုတော့တိတိကျကျလေးပြပြတော့ပါမယ်โอเคတော့ဖတ်လိုက်အောင်ပါ運転に必要な準備ဒါကတော့ကားမောင်းလို့ရှိရင်လိုအပ်တဲ့準備ပေါ့နော်ဒီပြင်ဆင်ရမယ့်ဟာတွေပေါ့နံပါတ်1ကတော့運転計画ကို立てるဒါကကိုဘယ်ကိုသွားမလဲဘာလုပ်မလဲဒါကိုကြိုတင်ပြီးတော့ဟိုပါပေါ့နော်လောက်ရပါမယ်တဲ့ဒါမြန်မာမှာဆိုလို့ရှိရင်တော့အဲ့လောက်ကြီးဒီကိုကလမ်းတိပြီးသားမြန်မာတခုတည်းလည်းမဟုတ်ပါဘူးเนาะကိုကလမ်းတိပြီးသားဆိုလို့ရှိရင်တော့အဲ့လောက်ကြီးဒီဟိုဟာမဖြစ်ပေမဲ့ဟိုဘောနော်အတိတ်အခက်ခဲမရှိပေမဲ့အကယ်၍ဂျပန်မှာဆိုလို့ရှိရင်ကြောက်ကလမ်းမသိတဲ့နေရာရှိတယ်အဲ့လိုဆိုလို့ရှိရင်ကောင်းမောင်းတော့မှကိုကြည့်လိုက်မယ်ဒီဟိုဟာဘောမြေပုံကြည့်လိုက်မယ်ပဲဖြစ်ဖြစ်ဒီနာဘီပေါ့နော်ဒီလမ်းညွန်မြေပုံကရိယာရှိတယ်အဲ့ဒီကနေပြီးတော့ကြည့်လိုက်မယ်အဲ့လိုမျိုးကလုံးဝအနေနဲ့များပါတယ်အဲ့ဒီအတွက်ဒီဂျပန်မှာဆိုလို့ရှိရင်ကိုသွားမဲ့လမ်းကိုတေချာကြည့်ပါဆိုပြီးတော့ဆရာတွေကအရင်ပြောကြပါတယ်အဲ့တော့ကိုကဘယ်လမ်းကနေဘယ်လိုသွားမယ်မှတ်မိအောင်အရင်အလွတ်ကြီးမှတ်မိအောင်တော့ကြည့်ကြမလို့ပေါ့နော်ဒါပေမဲ့လို့ကိုကဘယ်လမ်းကြောင်းကနေတောင်သွားမှလားမြောက်သွားမှလားဒီအောက်ဖက်ကိုဆင်းမှလားဘယ်လိုတော့အဲ့ဒါတော့ကိုကကြည့်ပြီးတော့အကြမ်းမြင်တော့ကြည့်ရပါမယ်တဲ့အဲ့ဒီအဓိပ္ပာယ်ပါဒီထက်ကရေးထားရလဲအဲ့ဒီအဓိပ္ပာယ်မျိုးလို့အဲ့လောက်ကြီးမရှင်းတော့ပါဘူးเนาะအချိန်ကြာမှဆိုလို့ပါနံပါတ်2က体調を整えるဒါကတော့ကိုယ့်ရဲ့ကျန်းမာရေးကိုကိုယ့်စစ်ပြီးတော့ကိုယ့်ကိုဟိုဂရုစိုက်ရမယ်ဆိုရဲအဓိပ္ပာယ်ပေါ့နော်ဟိုကိုယ့်ကိုပြင်ဆင်ထားရမယ်ပေါ့ဘာလို့လဲဆိုတော့ဒီကားမောင်းတဲ့အချိန်မှာငိုက်မြီးနေမယ်ဒီမှာအေးမွားဘူးဒီလိုမျိုးဖြစ်နေလို့ရှိရင်ကားမောင်းရင်အနေနဲ့အရန်ရှိနိုင်တာကြောင့်ဒါကကိုယ့်ရဲ့အခြေအနေကိုသိပါကိုယ့်ကိုကျန်းမာရေးကိုကောင်းအောင်ဒီကားမမောင်းခင်မှာကိုယ့်ကိုလမ်းဆန်းတက်ကြွနေအောင်နေပါဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်တစ်ခုသူဒီမှာဒီလိုတက်လေးထုတ်ပေးထားတယ်ဒါကတော့カロンテナドの禁止ဒါကကိုအကြာကြီးမောင်းတဲ့ဟာကိုလည်းဂျပန်မှာမောင်းလို့မရပါဘူးမြန်မာမှာဆိုလို့ရှိရင်တော့ဒါကွန်းရဝါကြတယ်ပေါ့နော်ဒီကားဆရာတော်တော်များများကွန်းရဝါကြတယ်ဘာလို့လဲဆိုတော့သူကအဲ့ဒီမျိုးလုံးကျအောင်မအင်္ဂါအောင်လို့ဆိုပြီးကွန်းရဝါပြီးမောင်းကြတယ်ပုံဒီမောင်းလေးရှိတဲ့ကားဆရာကြီးတွေဆိုလို့ရှိရင်ကြာသူတို့တိတ်ပြီးတော့မငိုက်တော့ဘူးပေါ့နော်အချင်းရှိနေတော့ကြာဒါပေမဲ့ဟိုအဲ့လိုဆိုရင်မောင်းလို့ရပါပေါ့နော်ဒါပေမဲ့ဒီဂျပန်မှာကြတော့သူကလုံးဝအဲ့လိုမျိုးကား2နာရီလောက်မောင်းပြီးရင်ခဏနားမယ်ဆိုတာကိုတတ်မှတ်ထားပါတယ်ဟိုမဖြစ်မနေဆိုတာမဖြစ်မနေလို့ပဲပြောရမလားမဖြစ်မနေတတ်မှတ်ထားပါတယ်ဒီတင်တဲ့ဆရာတွေပါဆိုရင်လည်းတေချာပေါက်နားမယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီမှာဆိုရင်လည်းカロの時や麻薬覚醒剤シーナなどの影響を受けている時は車を運転してはいけませんまた睡眠病のある風邪薬や頭痛薬などを服用した時は運転しないようにしましょうだからဒီကိုကပင်မနေတဲ့အချိန်တော့ဆေးတွေတောက်ထားတဲ့အချိန်ဒီဆေးဆိုတာမှလည်းဒီအဖျားပြောက်ဆေးနှာစေးပြောက်ဆေးဒီလိုမျိုးတွေမှလည်းဟိုရီဝေစေတဲ့ဟိုပါပေါ့နော်အဖက်ပါတဲ့အတွက်ကြောင့်ဒီလိုမျိုးတွေအချိန်မှာဆိုလို့ရှိရင်တော့ဒီအိတ်ဆေးတွေတောက်ပြီးချင်းနေမှာဆိုတော့ကားကိုမမောင်းတင်ပါဘူးပေါ့နော်နောက်ပြီးတော့ဒီဟိုပါပေါ့နော်ဟိုပါဒီမှာဗာလဲခေါင်းကိုက်ပြောက်ဆေးတို့ဒီခါစဲကုစုဒီတို့ဟိုမှာပေါ့အဖျားပြောက်ဆေးဒါမျိုးတွေတောက်ပြီးတဲ့အချိန်မှာလည်းဒီကားမောင်းတာကိုရှောင်တင်ပါတယ်ဆိုပြီးတော့ပြောထားပါတယ်နံပါတ်3ကတော့運転に適した服装などဒါတော့ကားမောင်းတဲ့အချိန်မှာဝတ်တဲ့အဝတ်အစားပေါ့ဒီဂျပန်မှာဆိုလို့ရှိရင်ကားမောင်းတဲ့အချိန်မှာဘယ်လိုဝတ်စားဝတ်တင်လဲသူကကြည့်ရပေါ့နော်ဒါပေမဲ့ကိုကားကိုမောင်းရင်တော့အဲ့လောက်ကြီးဒီဘယ်သူမှကြည့်မယ်တော့မထင်ပေမဲ့ဟိုကားမောင်းတင်တန်းတက်တယ်ကားမောင်းတင်တန်းဖြည့်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဆရာတွေကအရန်ကိုကြည့်ပါတယ်နံပါတ်1ဆိုလို့ရှိရင်ဗာလဲယွန်းလင်းရှာတော့ပိုင်းဒါ၄ဘိန်းတက်ရင်ဆိုတာကားပေါ့နော်ကားမောင်းတဲ့အချိန်မှာ車を運転する時は運転操作に支障がないよう稼働しやすい安い服装をしましょうဒါကားမောင်းတဲ့အချိန်မှာလွတ်လွတ်လပ်လပ်နဲ့တွားလို့ရတဲ့လှုပ်ရှားလို့ရတဲ့အဝတ်စေချင်မှာဝတ်ပါဆိုတဲ့အဓိပ္ပာယ်ပါနော်နောက်ပြီးအောက်ကတကြားဒါကဟို high heel ဖနက်တွေနောက်တောက်ဖနက်တွေမစည်းပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပါ